အားလုံးပဲမင်္ဂလာပါ iPhone 11က 4G network မှာ line သုံးလို့မရတဲ့ error ဖြစ်နေတာပေါ့နော်အဲ့တော့ customer က 4G internet ဖွင့်သုံးပြီဆိုရင် line ဆွဲရကျသွားတယ်ပေါ့ဒီ error နဲ့လာတဲ့ဖုန်းလေးပါကျွန်တော် setting ထဲဝင်ကြည့်တဲ့အချိန်မှာ 3G ချိန်လိုက်ပြီဆိုရင်တိုင်တွေကအပြည့်ပြန်တက်သွားတယ်ပေါ့ 4G ပြန်ထားရင်တိုင်တွေပြန်ကျသွားတယ်ပေါ့နော် line ပြန်ကျသွားတယ်ဒီ error က high band ပြီးအားနည်းလို့ဖြစ်တာပါ iPhone 11မှာ high band ပြီးအားနည်းတဲ့ပြဿနာတွေကခဏခဏကြုံရပါတယ်အဲ့တော့ကျွန်တော်တို့ပြင်တာလေးကိုတူတူကြည့်လိုက်ကြအောင်အရင်ဆုံးကျွန်တော်တို့မှောင်ဖြုတ်ပါမယ်socket တွေကိုအကုန်လုံးဖြုတ်ရပါမယ်စင်ကတ်ထိုင်ကိုဖြုတ်မယ်မာသားဘုတ်ဖြုတ်ဖို့အတွက်ကြံနေတဲ့ net တွေအကုန်ဖြုတ်ပြီးတော့မာသားဘုတ်ကိုထုတ်ပါမယ်အဲ့တော့ဒီ error ကိုပြင်ဖို့အတွက်ဆိုရင်ကျွန်တော်တို့ကဘုတ်ကိုကျွန်တော်နှစ်ချမ်းခွဲပြီးတော့မှဒီ logic box ရဲ့ logic box ပေါ်မှာရှိနေတဲ့ 4G PA ကို high band PA ပေါ့နော် high band PA ကိုကျွန်တော်တို့ကပြင်ရမှာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့နှစ်ချမ်းခွဲရမှာဖြစ်ပါတယ်preheater အပူချိန်185လောက်ဆိုရင်နှစ်ချမ်းခွဲတာကအဆင်ပြေပါတယ်ဒါဆိုဒီလောက်ဆိုစခွာလို့ရပြီပေါ့နော်အဲ့တော့ခဲတွေပါတန်ရှင်းလုပ်ပြီးသွားပြီဆိုရင်ကျွန်တော်တို့ high band PA ကိုစပြီးတော့လဲပါမယ်high band PA ကိုဖြုတ်တဲ့အချိန်မှာလည်းအပူချိန်900လေကတော့45လောက်သုံးပါတယ်ဒါမှအဖြုတ်တက်ကပို့ပြီးတော့လွယ်ကူပါတယ်ကျွန်တော်ခဲတွေကိုတေချာလေးတန်ရှင်းလောက်ရပါမယ်လေယာတန်ရှင်းလုပ်ပြီးသွားပြီဆိုရင်ကျွန်တော်တို့တစ်ဖက်ကပုတ်တဲ့က high band PA အကောင်ကိုအကောင်တိုင်းရအောင်ဖြုတ်ဖို့ဖြစ်ပါတယ်တန်ရှင်းတေချာလုပ်မယ်ပြီးတော့ရင်ကျွန်တော်ခဲပေါ်ပါမယ်ခဲပေါ်တဲ့အခါမှာ high band PA လေးတွေက IC ရဲ့ high band PA IC ပေါ်မှာပဲကို IC လေးတွေလည်းပါတယ်ပြီးတော့ capacitor လေးတွေလည်းပါတာဖြစ်တဲ့ကြောင့်ကျွန်တော်ခဲပေါ်ရင်လည်းကျွန်တော်တို့ IC လေးတွေ capacitor လေးတွေအထိခိုက်အနာစာမဖြစ်သွားအောင်ပြုတ်သွားတာမျိုးမဖြစ်အောင်ကျွန်တော်တို့တတိထားပြီးတော့တေချာလေးပေါ်ရပါတယ်ဒါဆို IC အသစ်ကိုကျွန်တော်တို့ဘုံမှာပြန်ကတ်မှာဖြစ်ပါတယ်ဒါဆိုတော့ရပါပြီကျွန်တော်တို့လေယာနှစ်ချမ်းကိုပြန်ဆက်ပေးဖို့လိုပါတယ်အဲ့တော့ခဲဖော်တဲ့လေယာခဲဖော်တဲ့နေရာမှာကျွန်တော်တို့ခဲကတော့ကျွန်တော်တို့183ပဲသုံးပါတယ်ခဲလုံးလေးနေရာကျသွားပြီဆိုရင်ကျွန်တော်တို့အပူချိန်400လောက်နဲ့ခဲကိုပြန်ဖော်ပါတယ်ဒါဆိုရင်လေယာခဲပေါ်လို့ပြီးပါပြီpreheater ပေါ်ပြန်တင်ပြီးတော့ကျွန်တော်တို့နှစ်ချမ်းပြန်ကပ်ပါမယ်preheater မှာကျွန်တော်တို့အပူချိန်ကို185အထိပဲထားပါတယ်
တော့ reader အပူနဲ့ပဲပြန်ကတ်တဲ့ချိန်မှာမလုံလောက်တဲ့အတွက်ကြောင့်ကျွန်တော်တို့ခန်းနဲ့လည်းကျွန်တော်တို့အပူထပ်ပေးရပါတယ်အပေါ်ကနေဒါမှအပေါ်ချမ်းကောအောက်ချမ်းကောအပူချိန်မျှပြီးတော့ခဲလုံးတွေကထိထိမိမိနဲ့ကတ်သွားမှာဖြစ်ပါတယ်ခဲလုံးတွေသေချာမကတ်ဘူးဆိုရင်ဒီလိုနှစ်ချမ်းဆက်ပုတ်တွေမှာerror တွေတက်ပါတယ် network error wifi error network error တွေ wifi error တွေအဓိကတက်တာပေါ့နော်တခြား error တွေလည်းဖြစ်တတ်ပါတယ်နော်ဒီ iPhone 11မှာဆိုရင်ဒါpower key တို့ volume key တို့ဟာဒီနှစ်ချမ်းဆက်မှာပါတာဖြစ်တဲ့ကြောင့်ကျွန်တော်တို့နှစ်ချမ်းဆက်တာကိုသေချာလေးဆက်ပေးဖို့လိုပါတယ်ကျွန်တော်တို့ motherboard ကိုထည့်ပြီးတော့ကျွန်တော်တို့စမ်းကြည့်မှာဖြစ်ပါတယ်ဒါတော့လဲထားတဲ့ Hyper P IC လေးပါအဲ့ဒီနေရာမှာကျွန်တော် 4G line ကအပြည့်တက်သွားတာကိုတွေ့ရပါတယ်ခုနကဘာလို့အဲ့လိုဖြစ်လဲခဲလို့အင်တာနက်ဖွင့်ရင်လည်း 4G ကအပြည့်ပဲဖြစ်ပါတယ်အဲ့တော့ 4G ကိုအပြည့်ပဲဘယ်လိုပဲထားတာအပြည့်နော် flight mode ပြန်တင်ပြီးတော့ဖွင့်ကြည့်ရင်လည်းစတက်ချင်းမှာပဲ တက်လာပြီ 4G line ကအပြည့်တက်တာကိုတွေ့ရပါတယ်ဒါဆိုရင် Hyper P လဲတာအဆင်ပြေသွားပြီဖြစ်ပါတယ်ဖုန်းကိုပြောလိုက်စီလောက်ပါတယ်လောက်ပါတယ်ဒီလိုချက်ပါတဲ့ဟုတ်လား Okay ပါပြီညာ iPhone 11လေးနော် 4G network မှာတိုင်းလေးအတိုင်းပဲတက်တဲ့ error နော်ခုတော့အပြည့်ဖြစ်သွားပါပြီ customer line ဆွဲရနဲလို့ပါဆိုတဲ့ error နဲ့လာတာမလုပ်ပြရလဲဆိုတော့ 4G PA Evergo ဆိုတဲ့ PA လေးလဲလိုက်တယ်ဒါပါပဲဒါဗုဒ္ဓဘုတ်ကတော့ပြီးသွားပြီကဲကျေးဇူးပါဗျာ